အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးကိုဒါဘပတ်တိုင်းနေကြပါသည်ကိုပြည့် channel လေးကဥစွာပထမဆုံးမကောင်းလေးတောင်းပေးပါတယ်ဗျာနော်ကိုပြည့်ရဲ့ဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တယ်ဆိုတဲ့မိတ်ဆွေလေးတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုကြမ်းပါကြပါသည်လူရင်ဆန္ဒတွေပြေဝကြပါသည်အားလုံးကိုစုမကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကိုပြည့်ရဲ့ဗီဒီယိုပိုင်းလေးကိုမြင်တဲ့တူတယောက်ချင်းဒီတိုင်းကျွန်တော်တို့မနက်ဖြန်14ရက်9လ2026 12နာရီတမိနစ်အတွက်ကိုဗီဒီယိုဖိုင်လေးနဲ့တကွာလာရောက်တင်ပေးခြင်းလည်းဖြစ်ပါတယ် like လေးတွေကတော့ကျွန်တော်မလွင်သေးဘူး like လွင်တဲ့အချိန်ကျရင်ကျွန်တော်ပြောပါမယ်ဘာလို့ like လေးတွေမလွင်သေးတာလဲဆိုတော့ကိုရီမိုင်းအားလုံးအကောက်တွေကခဏခဏဘန်းနေတာဖြစ်တဲ့အတွက် like မလွင်သေးပဲဗီဒီယိုဖိုင်လေးတွေပဲတင်ပေးခြင်းလည်းဖြစ်ပါတယ်ဗျာနော် like show လေးပြီးရင်လည်းကျွန်တော်အမအကောက်ကိုလည်းကျွန်တော် like show လေးပြီးရင် comment ထဲမှာပင်လေးထောက်ပေးပါမယ်ကျွန်တော်အမဖြစ်တဲ့9နာရီ50 8နာရီလောက်ကိုသူ like လွင်ပါမယ်ဗျာနော်အဲ့ကြရင်ကိုရီမိုင်းအားလုံးအားပေးကြပါဦးလို့မြတ်တရခံပါတယ်အမပိုင်လည်းခွင့်လို့ပါပြောမဆိုမှရှိရင်လည်းခွင့်လို့ပါမပြောတတ်မဆိုတဲ့ဖြစ်တဲ့အတွက်လည်းနားလည်းပေးကြဖို့မြတ်တရခံပါတယ်ဗျာနော်ကိုရီမိုင်းအားလုံးပဲကဲကိုပြည့်မိတ်ဆွေတွေအားလုံးပဲကိုပြည့်ရဲ့ like show လေးကိုဝင်လာတဲ့မိတ်ဆွေတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုချမ်းသာကြပါသည်လူရင်ဆန္ဒတွေပြေဝကြပါသည်နော်ကျွန်တော်တို့အင်္ဂါနေ့မနက်12နာရီတမိနစ်မှာကိုပြည့်ရတော့ညီကိုကြိုက်တယ်ညီကိုကတော့ပို့ပြီးတော့ချိန်တည်တယ်ညီကိုပို့ကြမယ်လို့ထင်နေဗျာနော်မနက်ဖြန်မနက်မှာညီကိုကြရင်ညနေဘက်မှာအပူးကြပါလိမ့်မယ်မနက်ဖြန်နေကုန်းကညီကိုကောင်းတဲ့အချိန်ဖြစ်တဲ့အတွက်ကိုရီမအလုံးမနက်ဖြန်မနက်မှာညီကိုပို့ပြီးတော့ကစားလို့ရတယ်မနက်ဖြန်မနက်မှာသာညီကိုကြမယ်ဆိုညနေဘက်ကိုကျွန်တော်တို့အပူးပဲဆက်လိုက်မယ်နော်မနက်ဖြန်မနက်ကိုအပူးကြမယ်ဆိုညနေမနက်ဘက်ကိုညီကိုကြမယ်ဆိုညနေဘက်ကိုအပူးဆက်လိုက်မယ်ကိုပြမိတ်ဆွေတွေအားလုံးပဲဗီဒီယိုပိုင်းလေးကိုဝင်လာတဲ့မိတ်ဆွေတွေအားလုံးပဲကြော်မသွားပဲအစအနေအလဲအဆုံးပြီးဆုံးနိုင်အောင်ကြည်သွားပါအကိုရီမရဲ့အားလုံးတော့ကအကျိုးမရုပ်စီရပါဘူးဗျာနော်လက်မလေးတွေမနှိပ်ကတဲ့လက်မလေးနှိပ်ပေးပါ channel လေးကို subscribe မနှိပ်ကတဲ့မိတ်ဆွေလေးများပိုင်း channel လေးကို subscribe လေးနှိပ်ပေးပါအောင်ဗျာနော်မနေ့ပြန်မနေ့မှာပတ်မဲ့ပတ်တီးကတော့ကိုရီမအားလုံးပဲ3ပတ်တီး10ပတ်တီးပါ38ပတ်တီးပဲဖြစ်ပါတယ်ဗျာနော်3နဲ့ပတ်သက်ပြီးကစားမယ်ကဏ္ဍလေးတွေပြောပေးမယ်10နဲ့ပတ်သက်ပြီးကစားမယ်ကဏ္ဍလေးတွေပြောပေးပါမယ်အားလုံးပဲဝင်လာခဲ့ပြီအကြိုက်ဆုံးကတော့ကိုရီမအားလုံးပဲ3ပေါ့မနေ့ပြန်မနေ့မှာအကြိုက်ဆုံးကတော့3ပါ3နဲ့ပတ်သက်ပြီးတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲညီကိုဖြစ်တဲ့အတွက်30နဲ့မှ4ပဲဖြစ်ပါတယ်ဗျ34ရဲ့ကိုရီမိုင်းအားလုံးပဲ30နဲ့မှ4ရဲ့30နဲ့မှ2ကဲပဲဖြစ်ပါတယ်နော်3432ကဲဖြစ်ပါတယ်ကိုရီမိုင်းအားလုံးပဲ3432ပဲဖြစ်ပါတယ်ကျွန်တော်တို့8နဲ့ပတ်သက်ပြီးတော့ကိုရီမိုင်းအားလုံးပဲ80နဲ့မှခွန်ရဲ့ကိုရီ80နဲ့မှခွန်ရဲ့80နဲ့မှ9ရဲ့ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်8ခွန်85လေးပဲဖြစ်ပါတယ်နော်ကိုရီမိုင်းအားလုံးပဲကံကောင်းကြပါသည်အဆင်ပြေကြပါသည်ကဏ္ဍနှလုံးကဏ္ဍပတ်တိနှလုံး organ 4ကွက်ပဲပြီးထားရဖြစ်တဲ့အတွက်ပတ်တိလေးကိုလည်းအားထားပြီးပါအဖွဲ့ဝင်လေးတွေပါရင်လည်းအင်္ဂါမကျော်ဖြစ်တဲ့အတွက်အဖွဲ့ဝင်ပတ်တိလေးကိုပဲဥသားပေးပြီးဆက်ပြီးတော့လိုက်ပါဗျအားလုံးပဲကံကောင်းကြပါသည်အဆင်ပြေကြပါသည်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညာချမ်းလေးကိုပိုင်ဆိုင်နေကြပါသည်ကိုပြည့်ရဲ့မပြောက်ပတ်တိ3ညကတော့ထွက်သွားခဲ့ပြီပေါ့နော်အားလုံးပဲထပ်တာပါ